တောင်ချီကအမေဦးရဲ့ဇလံဖုံဖုံကိုမိဘနှစ်ပါးကိုအကြီးမူထားပြီးတော့ဓမ္မပူဇာတွေလူဒန်းလာကြတဲ့ဓမ္မမိတ်ဆွေများအတွက်ဖုံဖုံကအမေအကြောင်းလေးကိုနည်းနည်းလေးပြောပြရစီအမေကိုချစ်တဲ့သူတိုင်းအမေကိုတန်ဖိုးထားကြတဲ့သူတိုင်းဒီဇလံလေးကိုနားထောင်ကြည့်ပါမသေးမကွယ်ဝိုးတော်ဝါဆောင်းညချမ်းများကပုံပြင်တွေသားရင်မှာဝင်နေလေရဲ့ပုပ်ပါလို့တောင်ကလဝါတလုံးလိုထောင်မနေတဲ့တောင်ချီရင်းမှာရွာတရွာတီထားအမေရဲ့ချစ်လစွာသောသားကိုညံများတဲ့ငှက်ကြားကတုတ်ချီတောင်ပေါ်စီရောက်မှပြစ်ချငိုနေကြတဲ့လူတွေကြားအမေရင်တွေကွဲသွားတာပေါ့ခါတုန်းကအထက်အညာပကံဒေသကြောက်ပတောင်းနယ်ထဲမှာရှိတဲ့ပုပ်ပါတောင်ကလမှာတောင်ကြီးတောင်ရှိတယ်အဲ့ဒီတောင်ကြီးဟာဝါလုံးကြီးလိုပဲထောင်မှတ်ပြီးတော့မှနေတယ်အဲ့ဒီလိုထောင်မှတ်နေတဲ့တောင်ကိုဘယ်သူမှလည်းမတက်ဖူးကြသလိုတောင်တက်လန်းလည်းမရှိပါဘူးအဲ့ဒီတောင်ချီရင်မှာရွာလေးတစ်ရွာတီးထားတယ်ဗျအဲ့ဒီရွာမှာဇနီးမောင်နှံ2ယောက်ရှိတယ်သားလေး1ယောက်ရှိတယ်ပေါ့လင်လောက်တဲ့သူကတောထဲကိုတောင်ရခုတ်သွားတဲ့အချိန်မှာအိမ်မှာမယားဖြစ်တဲ့သူပဲကြံခဲ့ပါတယ်မယားဖြစ်တဲ့သူကအိမ်မှာလှုပ်စရာကင်စရာဝေယဝစ္စတွေအဝတ်လျှော်ထင်းခွဲရေခထမင်းချက်ဟင်းချက်လုပ်နေတဲ့အချိန်မှာသားနိတာရဲလေးကိုပကက်ထဲမှာတိတ်ပြီးတော့မှထားခဲ့ရတဲ့အချိန်မှာအဲ့ဒီမှာငှက်တကောင်ဟာသိငှက်တကောင်ဟာအပေါ်ကနေပြန်တန်းလာပြီးတော့ပကက်ထဲမှာတိတ်ထားရတဲ့နိတာရဲကလေးကိုအသားတုံးထင်ပြီးတော့မှတုတ်ချီသွားပါတယ်ပကက်ရောကလေးရောတုတ်ချီသွားတာဖြစ်တဲ့အတွက်အမေဖြစ်တဲ့သူဟာအဝတ်လျှော်နေရင်းနဲ့သူ့ရဲ့ကလေးကိုသိငှက်တုတ်ချီသွားပြီဆိုတာကိုသိပေမဲ့လည်းပဲမအော်ရက်ဘူးတဲ့ကြိတ်ပြီးတော့မှနေလဲရတယ်ဘာဖြစ်လို့လဲဆိုတော့အော်လိုက်မယ်ဆိုရင်အဲ့ဒီငှက်ဆိုးကများကောင်းကင်ကနေပစ်ချလိုက်ရင်သူ့ရဲ့သားလေးဟာအယိုးတခြားအသားတခြားဖြစ်သွားမှာပေါ့ဒါကြောင့်ကိုပါဇက်ကိုအုပ်ပြီးတော့ကြိတ်ပြီးတော့မှနေလဲရတယ်အဲ့ဒီဝါတလုံးလိုထောင်မနေတဲ့တောင်ပေါ်ကိုရောက်ပြီလဲဆိုရောလူတွေကဝိုင်းအော်ပြီးတော့မှတားမြစ်လိုက်တဲ့အခါမှာအဲ့ဒီငှက်ကလည်းပဲကြောက်လန့်တကြားနဲ့အဲ့ဒီကလေးကိုတောင်ပေါ်မှာပစ်ချထားခဲ့ပါတယ်သွားပြီးတော့ကလေးကြီးဝေတီမြင့်မတ်တဲ့တောင်ကလဘယ်သူတက်လို့မှမရခဲ့တာမင်းကျမဖန်လာတဲ့အတိုင်းအဲ့ဒါမင်းသင်းချိုင်းပေါ်လို့စိတ်အားလျှော့ငိုနေကြတော့မှပြုံးဆိုအမေရဲ့လက်မြင့်မတ်တဲ့တောင်ကိုဖက်တဲ့သွေးဆက်ဆက်ယိုကျဟိုဒီကတားနေကြအခိုက်မှာပဲအမေရဲ့အသေးကိုဖက်နေလိမ့်ဒီလိုနဲ့တောင်ထိပ်ကိုရောက်ပါရောတဲ့။ဩအမေကလေသူ့ရဲ့သားလေးနိတာရဲလေးကိုငှက်ဆိုးထိုးပြီးတော့ဟိုးဝါတလုံးလိုထောင်မှတ်နေတဲ့တောင်ပေါ်မှာချထားလိုက်တော့အားလုံးကလည်းပဲဒီတောင်ပေါ်ကိုဘယ်သူမှလည်းမတက်ဘူးကြဘူးတောင်တက်လန်းရလို့လည်းမရှိဘူးအဲ့တော့ကလေးကြီးမင်းကြမာနဲ့မင်းပေါ်ဘာတတ်နိုင်ပါလေငါတို့လည်းမကယ်နိုင်တော့ဘူးလို့စိတ်အားလျှော့ပြီးတော့ဝမ်းနဲ့ပလက်ဖြစ်နေကြရတဲ့လူသားတွေရဲ့အလယ်မှာအမေဖြစ်တဲ့သူကသွေးတရေရဲတန်တရေရဲနဲ့တောင်ထိပ်ပေါ်ကိုတက်သွားပါတယ်ဒူးမှလည်းပဲသွေးတဇက်ဇက်နဲ့လက်မှလည်းပဲသွေးတဇက်ဇက်နဲ့ပေါ့သားကိုချစ်တဲ့အမေရဲ့အချစ်တွေနဲ့တောင်ထိပ်ကိုတက်သွားပါတယ်အားလုံးကလည်းဝိုင်းတားကြတယ်မတက်ပါနဲ့ဆင်းခဲ့ပါမတက်ပါနဲ့ဆင်းခဲ့ပါဘယ်တနိုင်မလဲကွယ်သူ့ကျမသူဖမ်းလာတာပဲညီရဲ့အသက်ကိုညီပြန်ပြီးတော့မှကြည်ပါဦးဝိုင်းတားနေတဲ့အချိန်မှာအမေဟာတောင်ထိပ်ကိုရောက်သွားပါပြီတောင်ထိပ်ကိုရောက်တော့လှဲကြနေတဲ့သားလေးကိုကြည့်ပြီးအမေဟာလေအဲ့ဒီမှာမူးမေ့သွားတယ်ပြန်တရိရလာတဲ့အချိန်မှာသားလေးကိုပွေးဖက်ပြီးတော့မှနေကလည်းပဲဝင်သွားပြီမက်ဆောက်တဲ့တောင်ကပန်းရံကနေအပြန်မှာဇောက်ထိုးစင်းကြောရင်းမှာသားကိုချီနေကြီးအမောင်မတိတ်ခင်မှာတောင်ထိပ်ကဆင်းလာတဲ့အမေလူပြည်ကိုပြန်ရောက်ပါမလားဘယ်သူကထင်ပါလဲဟောဒီမိခင်ဟာဝါတလုံးလိုထောင်မနေတဲ့တောင်ထိပ်ကိုသားကိုချစ်တဲ့ဇောနဲ့တက်သွားခဲ့ပြီမဲ့အခုပြန်ဆင်းရမယ့်အချိန်လဲရောက်တော့နေကလည်းပဲဝင်သွားပြီသားကိုကြောမှာပိုးပြီးတော့ဘလို့ဆင်းမလဲအားလုံးကလည်းပဲ
ဝိုင်းပြီးတော့မှစိတ်ပူပေးနေကြပါတယ်အဲ့တော့ဒီမိခင်ဟာဒီအမေအိုဟာအောက်ကိုပြန်ရောက်လာမရောက်လာတော့စာထဲမှာရေးမထားပေမဲ့လို့မိဘတို့မေတ္တာမြည်ဒီမှာတဲ့ဘယ်သူကမှမစွမ်းဆောင်ဘယ်သူကမှမလုပ်နိုင်ဘူးလို့သတ်မှတ်ထားတဲ့အရာတွေကိုသတ်မှတ်ထားတဲ့ကိစ္စတွေကိုပြီးမြောက်အောင်မြင်အောင်လှုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်အဲ့ဒါကဘာလဲလို့ဆိုရင်မိခင်တွေကသားသမီးတွေကိုချစ်တဲ့စိတ်ကြောင့်မို့လှုပ်ဆောင်နိုင်စွမ်းတွေရှိကြတာဖြစ်ပါတယ်ဒါကြောင့်မို့အမတန်မှမေတ္တာတရားကြီးမားတဲ့အမေကိုချစ်ပေးကြပါအားလုံးပဲကိုယ်စိတ်နှစ်ပါး